အယောင်တစ်ချက်ရှိုးဒီအောင်ဆိုးလိုက်တာဘလောက်ကြီးထိကိုယ့်ရဲ့မျက်နှာကိုလင်းသွားစေတယ်ဆိုတာကင်မရာမှာမြင်ရတဲ့အတိုင်းပေါ့နော်ညိုညိုဆိုးဆိုးဖြူဖြူပွေးပွေးအကောင်လုံး all skin tone နေလုံးဝဝယ်တဲ့တဲ့အယောင်ဖြစ်ပါတယ် Hello ဒီနေ့ vlog မှာကြတော့ Rare Beauty ကအတစ်ဆက်ဆက်ထုတ်ထားတဲ့ lip oil ban တွေကိုမင်းစင်ရောင်စုံဆွတ်ချက်လုပ်ပြသွားမှာဖြစ်ပါတယ်ဒါထွက်လာကြတဲ့မင်းစင်အရန်ကို excited ဖြစ်နေရပါတော့ဘာဖြစ်လို့လဲဆိုတော့မင်းစင်အဲ့လို lip oil ban တွေဆိုရင်အရန်ကြိုက်တယ်အဲ့တော့မင်းစင်နဲ့တူတူအယောင်လေးစမ်းစိုးကြည့်ကြမယ်ပေါ့နော်ဘယ်အယောင်လေးဖလားဆုံးဖြစ်မလဲဘယ်အယောင်လေးမွေးတင်ဆိုတာလဲပေါ့နော်သူက8ရောင်ထုတ်ထားတယ်မင်းစင်8ရောင်လုံးမင်းစင်ဝယ်ထားတယ်ပေါ့နော်အဲ့တော့8ရောင်လုံးဒီနေ့စမ်းစိုးပြပါမယ်ဒီရဲ့ package ကတော့တော်တော်လေးကိုချစ်စရာကောင်းတယ် Rare Beauty ဆိုတဲ့အတိုင်းအပေါ်မှာဖုဖြစ်လို့ပုံစံလေးနဲ့ပေါ့နော်သူက apple အနံ့ရတယ်လို့ပြောကြပါတော့တော်တော်များများကအခုမေစဆိုးမဲ့အယောင်ကကြတော့ embrace ဆိုတဲ့အယောင်ဖြစ်ပါတယ်လိုမျိုးpigmentation အတေကောင်းတာဒီလိုမျိုးအညိုရောင်လေးပုံစံပေါ့နော်oh my god လာလိုက်တော့ဒီနေ့ make လို့နေအောင်တော်တော်လေးကိုလိုက်နေရပါတော့ကြည့်လိုက်ပါဦး embrace တဲ့လာလိုက်တော့ပုံမှန် lip oil ban တွေကအယောင်အရန်ကြီးမထွက်ဘူးပေါ့နော် Oh my god တကယ်ပုံမပြောတကယ်အရန်ဆိုးလို့ကောင်းတယ်မင်းဆွဲလိုက်တာဒီလိုတစ်ချက်တည်းနဲ့ကိုဒီအယောင်တွေအများကြီးပါလာတာပေါ့နော်ပြီးရင်ဒီမှာဒီလိုမျိုးကိုယ့်ရဲ့နှာခမ်းကိုပါဂလိုးဖြစ်စေရပေါ့နော်တကယ်အရန်လိုက်တယ်အရန်ကြိုက်တယ်သူ့ရဲ့ texture ကအဲ့လိုမျိုးဆိုးထားမှန်းတော့မတိတာပေါ့နော်အရန်ကိုလည်းသူက lightweight ဖြစ်တယ်ပြီးကြလို့ရှိရင်အရန်လာတယ်ကြည့်လောက်ဂလိုးနေရပဲဒါထုတ်တာနှစ်ပတ်ကြော်လောက်ပဲရှိရမေစင်အထင်တော့ဒါလည်းတော်တော်ကို trend ဖြစ်လာမဲ့ Rare Beauty ရဲ့ lip oil ban လေးဖြစ်ပါတယ်လက်မှာဆန်းတဲ့အယောင်နဲ့နှာခမ်းမှာထင်တဲ့အယောင်တွေကလုံးဝတစ်ထပ်ထဲကြတယ်မေစင်အမြဲဆိုးဖြစ်မဲ့ထဲပါပြီဒီ Rare Beauty ရဲ့ lip oil ban ကနောက်တစ်ရောင်ကြမေစင်နည်းနည်းလေးအပန်းရောင်ဘက်ဟာလေးဆုံးရပါတော့အဲ့တော့အစင် rock က lip liner လေးတောင်းလိုက်ရတယ်ဒီ lip liner မေစင်အမြဲတောင်းနေတဲ့ lip liner ပေါ့နော်အရင်ကောင်းတယ်ဆန်းလိုက်ရအောင်ဒီရောင်လေးလာလိုက်တာကြည့်ပါဦးဒီ drink ဆိုတဲ့အရောင်ကကြတော့လေဘာနဲ့ပို့လိုက်လဲဆိုတော့ Barbie look တွေလို့ဆိုရင်ပို့လိုက်မယ်ပေါ့နော်ဖိတ်နည်းနည်းလေးပါမယ်ညှို့လည်းနည်းနည်းပါမယ်ကြားရအယောင်ဆိုလို့ရှိရင်ဒီအယောင်ကတော်တော်လေးကိုအဆင်ပြေတဲ့အယောင်ဖြစ်ပါလိမ့်မယ်ဒါကြတော့ make up လို့အရန်ကြီး heavy ပြင်ထားမရှိတဲ့တူတွေနဲ့ဆိုရင်လိုက်တယ်ပေါ့နော်မင်းစင်ရဲ့ဒီနေ့ make up လို့နဲ့လည်းမစိုးဒါပေမဲ့အရန်ကြီးလိုက်တဲ့ထဲတော့မပါဘူးအခုနနှခမ်းကြီးစိုးထားတဲ့ဟာအိုကြီးလိုက်တယ်နော်ဒါပေမဲ့တရားလေမင်းစင်အမြင်တော့အသားအရန်ညိုတဲ့တူတွေနှခမ်းအရန်ညိုတဲ့တူတွေလဲဆိုရင်တော့မင်းစင်လိုက်မယ်လို့မထင်ဘူးပေါ့နော်အဲ့တော့ဒီအယောင်ကိုမင်းစင်တော့ comment မပေးပါဘူးကိုယ့်ရဲ့နှခမ်းအရန်ညိုနေရဆိုလို့ရှိရင်ပုံမှန်ကိုယ့်ရဲ့နှခမ်းမညိုကိုအသားလက်တစ်ထဲပါတယ်ဆိုလို့ရှိရင်တော့ it's okay you can go with this colorတကယ် mingly time တချောင်းလောက်ရှိတဲ့နယ်လို့မင်းစင်ထင်တယ်ပေါ့နော်မင်းစင်အရန်ကြိုက်ပြီဆိုကြရနေတကယ်အရန်ကောင်းတဲ့ product မလို့မင်းစင်တကယ်လို့ product တစ်ခုမကြိုက်ဘူးဆိုရင်မင်းစင်လုံးဝပုံမပြောတာပေါ့နော်ဒါပေမဲ့ဒါကတော်တော်လေးကိုမင်းစင် texture ပိုင်းရော color pigmentation ပိုင်းရောဟို lip အပေါ်မှာခံစားရတဲ့ feeling ရောက everything so fineခဲရတာတော့တော်တော်လေးလွယ်တယ် lip oil ban လို့ပြောတဲ့အတိုင်းကိုကအစီတွေပါစားလို့ရှိရင်တော့အရင်ခံမှာမဟုတ်ဘူးကိုယ့်နှာခမ်းကိုလည်းမပြတ်စီစေဘူးပေါ့နော်သူ့မှာနှာခမ်းကိုအားပြည့်တဲ့ဟာကြီးလည်းပါတယ်ပေါ့နော်သူ့ကိုဖြတ်ပြီးလို့ရှိရင်တော့ဒီလိုနည်းနည်းပန်းလေးတော့ကြံခဲ့ပေါ့နော်ဒီ mute ဆိုတဲ့အယောင်ကထွက်လာတဲ့ကနေတော်တော်လေး height ဖြစ်နေတဲ့အယောင်လေးဖြစ်ပါတယ်သူကဒီလိုမျိုးနည်းနည်းလေးမကြီးရောင်ဖက် mute type ပဲပထမဆုံးအရှိမဆိုးပြသွားတာနဲ့အခုဆိုးပြမှာနဲ့အရင်တော့မကွာဘူးနော်ဒီကနည်းနည်းလေး mute ကိုမှနည်းနည်းလေးအုပ်ကျိုးဘက်သွားမယ်ဒါလုံးဝမှ new type ပေါ့နော်မင်းစင်သူ့ရဲ့ဟာကိုဖွင့်ကြည့်လိုက်တိုင်းမနှမ်းရမနေနိုင်ဒီ apple တင်းအနံ့လေးပေါ့နော်အရင်လည်းပြင်းနေတယ်မပါဘူးမင်းစင်ဆိုးလိုက်ပါမယ်ဒီလားသူ့ရဲ့တက်ချာတစ်ချက်ကြည့်ဆိုးပြီးရင်ဒီလိုမျိုးလေးဂလိုးနေအောင်နော်ဟုတ်လား shining ဖြစ်စေတယ်ဒါမင်းစင်နှာခမ်းအယောင်နေရတယ်နဲ့ဆင်တယ်ဒီနေ့ make up လုပ်နေလဲ perfect မင်းစင် new ဆိုလို့ရှိရင်ဒီလို new တွေအရန်ကြိုက်တယ် daily တော့လည်းအဆင်ပြေတယ်ကိုအသားညိုလည်းကိစ္စမရှိဘူးလိုက်တယ်အသားဖြူလည်းလိုက်တယ် western look တွေညှို့ဖက်သွားတဲ့ type တွေကြိုက်တယ်ဆိုလို့ရှိရင်ဒီအယောင်လေးအဆင်ပြေပေါ့နော်နောက်ထပ်တစ်ယောင်ကကြတော့ summery vibe ကိုလုံးဝအပြည့်ပေးတဲ့လိမ်မော်တောင်းအယောင်မင်းစင်ဒီလိုအယောင်နေဆိုရင်စိုးလေးမရှိဘူးဒါပေမဲ့စမ်းစိုးကြည့်မယ်ပေါ့နော်ဒီနေ့သူကဒီလိုမျိုးလိမ်မော် oh my god သူကလေအနီဘောက်မှာနဲ့လိမ်မော်တန်းနဲ့အနီပေါ့နော်သူ့မင်းစင်အပြည့်မစိုးတော့ဘူးသူအတွင်းရဲလိုပုံစံပဲစိုးလိုက်မှာဆိုအရန်တောင်းလို့ပေါ့နော်ကိုလည်းမလိုက်လို့ထင်တော့ဆိုးလာတယ်တော့ဒီလိုလေးဆိုးလိုက်တော့လေ
ဒါဆိုးလိုက်တာလုံးဝကိုရှင်ထွက်သွားတဲ့အယောင်ဒီဘေးနားတွေကိုနည်းနည်းလေးဖြန့်လိုက်ညှိအေးတဲ့အယောင်ကိုလစ်ဖန်ဆယ်ကိုအပေါ်ကနေနည်းနည်းဆက်ထပ်ဆိုးလိုက်ပေါ့နော်ဒါဆိုလို့ရှိရင်ကိုရမလေးစိုးနေကြအတိုင်းရမှာပေါ့နော်ဟိုမှာဒီလိုလေးဆိုးလိုက်တော့မသိရင်ကိုရမလေးလိုမျိုးကျအဲ့လို vibe လေးရသွားတယ်ပေါ့နော်သူအကောင်အပြည့်ဆိုရင်လည်းရုပ်ရည်နယ်လိုမျိုးခံစားရလိမ့်မယ်ပေါ့နော်အဆောင်တွင်းမှာဆိုရင်တော့အရင်လိုက်မှာအခုလိုနေရာတီဥတုဆိုရင်တော့လိုက်မယ်ပေါ့နော်ပန်းခရမ်းအယောင်လေးဆွဲပြမယ် fortune မိစအဲ့လိုပန်းခရမ်းအယောင်လေးဆိုမိစအရန်ကြိုက်တယ်ဒီမှာဒီလိုမျိုးအယောင်ပေါ့နော်ကြည့်လုံးဝ cherry တီးလို့အယောင် cherry စားပြီးကြံခဲ့တဲ့လိုမျိုးအယောင်အဲ့ဒါလေးဆွဲလိုက်အောင်နော်တကူလိုချင်တဲ့အယောင်နဲ့တပုံစံနဲ့လာလိုက်တာ review တည်းရကြိုက်လိုက်တာကြည့်လိုက်အောင်တစ်ချက် show အယောင်တစ်ချက် show ဒီအောင်ဆိုးလိုက်တာဘလောက်ကြီးကိုယ့်ရဲ့မျက်နှာကိုလင်းသွားစေတယ်ဆိုတာကင်မရာမှာမြင်ရတဲ့အတိုင်းပေါ့နော်ညိုညိုဆိုးဆိုးဖြူဖြူပွဲပွဲအကောင်လုံး all skin tone နေလုံးဝဝယ်တဲ့အယောင်ဖြစ်ပါတယ်ကိုကဒီလိုမျိုးအယောင်ထင်းထင်းလေးစိုးနေကြမဟုတ်ဆိုရင်တော့နည်းနည်းဟိုကြိုက်မှာကိုကကြိုက်မှာမဟုတ်နော်သွားကြဒီလိုမျိုးနည်းနည်းအသားရောင်ပဲပေါ့နော် peach လိုမျိုးသွားတဲ့အယောင်ဖြစ်ပါတယ်အရင်ကြီးပန်းတဲ့တော့ဟုတ်ဒါလေးလည်းမစိုးဒီဟာတွေကကြတော့ခူးထုံးပဲသွားမယ်ကိုရ make up look တွေပြင်တဲ့တူနေကြဆိုရင်တော့လိုက်လိမ့်မယ်ဒါပေမဲ့မေးစင်းမေးတော့အရန်ကြိုက်လားဆိုရင်တော့အရန်ကြိုက်ထဲမှာတော့မပါဘူးเนาะဘာဖြစ်လဲဆိုတော့ကိုမျက်နှာခုနကအယောင်ဆိုလိုက်ကြမယ်အရန်ကြီးထင်းကနေဟင်းကနေဖြစ်သွားစေတဲ့အယောင်ထဲမှာတော့မပါဘူးเนาะဒါပေမဲ့လက်ခံလို့ရတဲ့ထဲမှာတော့ပါတယ်မေးစင်းအချင်းတော့မေးစင်းဒါဆိုလိုက်တော့မေးစင်းမျက်နှာကိုပို့ပြီးတော့ညစ်သွားစေတဲ့လို့ထင်ရတယ်ကိုမျက်နှာနည်းနည်းမောင်သွားတယ်ပေါ့เนาะဒါအယောင်ဆိုလိုက်တာဒီတရားကလုံးဝဒီလိုမျိုးပါပြီးအောင်လုံးဝပန်းအောင်မလုံးဝတုတ်တပန်းတော့မရှိတော့ဘူးမေစင်မပြောတတ်ဘူးမေစင်ကြိုက်မလားမကြိုက်လားမစမ်းစိုးကြည့်မယ်ပေါ့နော်ဒီလိုမျိုးဖြစ်ပါတယ်ဒီလိုလုံးဝကိုပန်းနေရပဲဘယ်လိုပြောရမလဲကိုရ make up look တွေလေလုံးဝ idol make up look တွေချိန်တော့ဒီအယောင်ကလာတယ်ပေါ့နော်ဒါပေမဲ့မေစင် make up look နဲ့လည်းလုံးဝမလိုက်ဘူးဒီနေ့ make up look နဲ့ဒီအယောင်နဲ့ဟိုလိုအရင်ကြီးကြီးရဆိုးရတဲ့ထဲမှာတော့မပါဘူးကြိုက်လားဆိုရင်တော့မစင်ကြိုက်တော့မကြိုက်ဘူးเนาะဒီအယောင်ကိုရ make up look တွေချိန်တော့မစင်ဒီအယောင်လေးချဲ့မယ်ပေါ့เนาะကိုကြည့်လိုက်လို့ရှိရင်တော့အဲ့လိုဆန်းဆန်းလေးတော့အဲ့လိုမျိုးထင်းနေရလို့တော့ခံစားရပေါ့เนาะမေစင်လည်းဆိုးရတာပြင်ပန်းနေအခုနောက်ဆုံးအယောင်လေးမေစင်ဆိုးပြမှာဖြစ်ပါတယ်နောက်ဆုံးအယောင်ကじゃတေချာပေါက်အယောင်လေးခြံထားပါဆိုမေစင် make up look နဲ့လိုက်မယ်ထင်လို့ပေါ့နော်လုံးဝကိုမ nude dark nude ကိုက dark girl ဆိုတဲ့ vibe ကိုလို့ချင်ရင်ဒီဟာလေးကလုံးဝကိုလာမယ်အယောင်ပေါ့နော်နှာခမ်းနေဆိုရင် lip liner လည်းအရေးကြီးရောနော်တကယ်လို့ကိုကနှာခမ်းပါတယ်ဆိုရင် lip liner လေးနဲ့ဆိုကြည့်ရောနော်အဲကြတော့နှာခမ်းတူလည်း lip liner တောင်းတာဆိုအပုတ်ထိုးချင်လို့ဒီအယောင်ကကြတော့တွေ့လား oh my god ညိုပုတ်ညာပဲလုံးဝညိုပုတ်အယောင်ဒီလိုညိုပုတ်အယောင်ကကြအရန်ကြီးနှာခမ်းတစ်ခုလုံးဆိုးလိုက်နော်ကြည့်လိုက်ပါဦး oh my god တော့လုံးဝညိုပုတ်တဲ့အယောင်ကဒီလားမေစင်ကြိုက်တယ်မေစင်တော့ဟိုစကားတွေထဲမှာလုံးဝဖတ်ချချေကောင်းမလေးဆိုတဲ့အယောင်တို့မြင်အောင်ဘယ်လိုပြောရမလဲဆိုရင်ဒီလိုသွေးချေဥအယောင်ကိုသွေးချေဥပါပြီဆိုရင်အဲ့လိုမျိုးအယောင်မေစင်အကြိုက်ဆုံးအယောင်ပြောပါဆိုရှင်တော်တော်များများကြိုက်တယ်မေစင်မကြိုက်တဲ့အယောင်ပဲပြောပြလိုက်ပါတော့ဘာလို့လဲဆိုတော့နှစ်ချောင်းပဲရှိရမယ် wish ဆိုတဲ့အယောင်နဲ့ belong ဆိုတဲ့အယောင်ပေါ့နော်ဒါတော်တော်လေးပန်းတယ်ဒါဆိုဆိုရလို့ရှင်ကို့အသားနည်းနည်းညိုသွားစေလို့မျိုးခံစားရပါတော့မေစင်ဒီမျိုးဆက်ချက်လုပ်ပြလိုက်တော့ကိုကပဲအယောင်ဝယ်ရမလဲတွေ့ဝေနေတာကိုအထောက်ကူပြုလိုက်မယ်လို့မေစင်မျှော်လင့်ပါတယ်ဗီဒီယိုဒီအဆုံးထိတောင်ကြည့်လာပြီဆိုတော့မေစင်ဘက်ကကျေးဇူးတင်တဲ့အနေနဲ့မေစင် giveaway လေးလုပ်ပေးချင်ပါတယ်ကိုကြိုက်တဲ့အယောင်တစ်ယောင်ကိုမှန်သွားပါတော့မေစင်2ယောက်တောင်ယူပေးပါမယ်မေစင် only Facebook ပေါ်မှာယူပေးမှာဘာလို့ဆိုတော့မေစင်ရွေးရတာတွေအရန်အလုပ်ရှုပ်လို့ပေါ့နော်မေစင် Facebook မှာပဲယူပေးပါမယ်မေစင်ရဲ့ဒီ search vlog ကိုလည်းအားလုံးကြိုက်တတ်ကြလိမ့်မယ်မေစင်မျှော်လင့်ပါတယ်နောက်ထပ်မေစင်ရဲ့ vlog တွေမှာပြန်လည်ဆုံတွေ့ကြပါမယ် bye bye love you I don't wanna know
only here for a moment, seeing all I have, loving what I got. I just hope you like it. It's always good to know that you've been by to send a little smile. Even if I'm gone, you know it won't be long. I'll see the love and send it on. Even though you may be far away, I still know